welcome back from my channel ဒီဗီဒီယိုမှာအဓိကပြောချင်တာကျတော့ကျွန်တော်တို့အကုန်လုံးဒီ scrolling လုပ်နေပေါ့နော်အချိန်ကုန်သွားတာမျိုးဖြစ်ဖူးလိမ့်မယ်လို့ထင်တယ်ဥပမာပြ social media မှာအထူးသဖြင့်ကျွန်တော် TikTok လိုနေရာမျိုးပါပေါ့နော်တနေ့တနေ့ကို scroll နေနေမှာကိုယ့်ရဲ့ဒီအားလက်ချိန်တွေက3နိုင်4နိုင်လောက်ကတစ်ချိန်တည်းမှာအကုန်လုံးကုန်သွားလူတိုင်းဖြစ်ဖူးမယ်လို့ထင်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့လူငယ်တွေမှာဆိုရင်ဒါဖြစ်နေကြပဲတခါကျရင်ကိုယ့်ဘက်ကတနေ့လုံးဘလို့ကုန်သွားလို့ကုန်သွားမှမသိကိုယ့်ရဲ့အားလက်ချိန်တွေပေါ့နော် for example နဲ့ဆိုကျွန်တော်လိုမျိုးဆိုမနက်ပိုင်းမှာအလုပ်လုပ်တယ်ပြီးတော့ညနေပိုင်းမှာပြန်ရောက်ရင်relax လုပ်တဲ့အနေနဲ့ဖုန်းခဏလောက်ကြည့်မယ်ဆိုပြီးတော့မှအဲ့လိုကြည့်လိုက်တာကတညလုံးကုန်သွားတယ်ပြီးတော့နောက်နေ့ရောက်သွားတယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက် improve လုပ်ဖို့အရာတွေပြီးတော့ set improve လုပ်ဖို့အရာတွေပြီးတော့ရင်တခြားသောဒီကိုယ့်အတွက်ပေါ့နော်လေ့လာမယ် language လေ့လာမယ်အချိန်တွေဒီလိုဟာတွေအကုန်လုံးကအဲ့လိုမျိုး screen မှာပေါ့နော် scrolling လုပ်ရင်လည်းကုန်သွားတဲ့ဟာအရင်အောင်မှများတယ်ကျွန်တော်ဆိုရင်အဲ့လိုမျိုးဖြစ်တဲ့ရက်ပေါင်းမနေဘူးပေါ့နော်အဲ့လို scroll လုပ်ရင်လည်းပဲအချိန်ကုန်သွားများတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အကုန်လုံး social media detox လုပ်ကိုလုပ်တင်နေပေါ့နော်ဥပမာဖြစ်ဆိုကျွန်တော်တို့ for example social media မှာလေအဲ့လိုမျိုးကိုယ်နဲ့ဆိုင်မဆိုင်စိတ်ဝင်စားဖို့ကောင်းတာတွေရောမကောင်းတာတွေရောလူတိုင်းကကိုယ့်ရဲ့ attention ကိုရအောင်ယူဖို့အတွက်စူးစမ်းနေအခုခင်မှာကွာလူတိုင်းစူးစမ်းနေဖြစ်တဲ့အတွက် creator တိုင်းက view တွေလိုချင်တယ် attention လိုချင်တယ်ဒီလိုဟာကြောင့်မို့လို့ကျွန်တော်ရဲ့ attention တွေအကုန်လုံးကကိုယ့်ရဲ့တဏိတာကိုယ့်ကို improve လုပ်ရမယ့်ဟာတဲ့သူများရဲ့တဏိတာသူများတွေဘယ်လိုမျိုးဖြတ်သန်းနေလဲဆိုရဲဟာကိုပဲ like ပြီးတော့မှကြည့်နေရတဲ့အချိန်ကုန်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ video ကကျတော့ base နဲ့ message ကကျွန်တော်အကုန်လုံး social media detox လုပ်တဲ့အနေနဲ့တစ်ရက်တောင်မှ2ရက်အဲ့လိုမျိုးကိုယ်တဖြည်းဖြည်းနဲ့တနေ့အချိန်ပြောမယ်ဆိုကိုယ့်ရဲ့3နဲ့နှုံးပေါ့နော် scroll တဲ့ဟာကိုမတိမတာ short လာမယ်ပေါ့နော် for example ကျွန်တော်အနေနဲ့ဆိုတခါကျရင် scroll လုပ်တဲ့ဟာကို Facebook နဲ့ Instagram လို့ application တွေကိုမသုံးတော့ဘူး TikTok သုံးမယ်ဆို TikTok ပဲသုံးတယ်ပေါ့နော်ပြီးတော့ TikTok မှာကိုကအချိန်ဘယ်လောက်ကနေဘယ်လောက်ထိပဲသုံးမယ်ဆိုတာအတက်နိုင်ဆုံးကန့်သက်နေပေါ့နော်ကိုယ့်ကိုသတိထားပြီးတော့မှshort ပြီးတော့မှသုံးတယ်ပေါ့နော်အဲ့လိုသုံးလိုက်တဲ့အားဖြင့်ကိုယ့်အတွက်တခြားသောအားလက်ချိန်တွေထွက်လာပြီဆိုကိုယ်ပါ set improve လုပ်မလားset improvement အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ speaking အတွက်ကြည့်မလားဒါမှမဟုတ်ကိုယ် language တွေလေ့လာမလားအဲ့လိုမျိုးတခြားကိုယ်နဲ့ဆိုင်တဲ့ဟာတွေလေ့လာလို့ရဖို့အချိန်အများကြီးထွက်တယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့ message ကကျွန်တော် social media detox လုပ်တဲ့အနေနဲ့ကိုယ့်ရဲ့အချိန်တွေအကုန်လုံးအားလက်ချိန်တွေအကုန်လုံး social media မှာပဲမကုန်ဆုံးပဲနဲ့တခြားသူတွေကြွားတာတွေပစ္စည်းတွေ product တွေအဲ့လိုဟာတွေလိုက်မကြည့်ပဲနဲ့ပေါ့နော်ကိုယ့်ကိုဘာ improve လုပ်လို့ရမလဲပြီးတော့ကိုယ်စိတ်ဝင်စားတာဘာတွေရှိလဲဆိုတော့ကိုယ့်ကိုပို့ပြီးတော့မှနားလည်အောင်အချိန်ပေးပါလို့ပြောချင်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်ပြီးတော့မှတွေ့ပါမယ် subscribe my channel see you in the next video